င်ခန်းရဲ့စာတင်ခန်းအတွင်းကိုငပြင်းမလာလို့ဆိုပြီးအကြီးကကအတုံးကျတဲ့ကောင်လို့ဆိုနေပါတယ်။ကြီးကျယ်ရေးလမ်းကြောင်းကစူးစမ်းမှုပုံမူတည်ပြီးဘလောက်တုံးရတဲ့လူပဲဖြစ်ဖြစ်အချိန်ပေးပြီးစူးစမ်းရင်တနေ့မှာဓာတ်ကိုဆက်ခံပြီးချင်းရှမ်းတောင်ထိပ်ကိုကူကိုလည်းတက်နိုင်တဲ့ဖြစ်ကြောင်းဆိုကတချို့လူတွေလိုအားရမနေဖို့တပည့်တွေကိုဆုံးမပြီးထွက်သွားပါတယ်။ပြင်ခိုင်းမှာစီကံတစ်ခုရှိပြီးတပည့်တွေကျင့်ကြံမှုနားမလည်တဲ့မိခွန်းတွေကိုစာရွက်ပေါ်မှာချရေးထားပြီးပညာသင်တွေကြားတဲ့ဒီမိခွန်းတွေကိုလဲလှယ်ဆွေးနွေးကြပါတယ်။ပေါင်ကန်လေးဟာနောက်ခံမကောင်းပေမဲ့မွေးရပါရမီရှင်ဖြစ်ပြီးနားလည်နိုင်စွမ်းလည်းမြင့်နာမှုတန်းဖို့များကပေါင်ကန်လေးနဲ့ဆွေးနွေးခြင်းကြပါတယ်။ကြီးကျယ်ရေးလောကမှာနောက်ခံဘလောက်ကောင်းကောင်းအရေးချင်းမရှိရင်တုံးမကြတဲ့လူဖြစ်မှာပဲလို့ရွှေရင်ကိုကဆိုကတုံးမကြတဲ့ကျင်းချိုလိုမဖြစ်စေဖို့သူနဲ့ဒူလာနေရန်ဆိုလိုက်ပါတယ်။သူ့ရဲ့သခင်လေးဟာသူတို့အားလုံးထက်နားလည်နိုင်စွမ်းပုံမြင့်ပြီးအတန်းဖို့တွေရဲ့မိကုန်းတွေကိုလည်းသူဖြည့်ချင်းပေးနိုင်တာကသခင်လေးညွှန်ကြားပေးတာဖြစ်လို့သူ့သခင်လေးကိုမစော်ကားဖို့ပေါင်ကန်လေးကဆိုလိုက်ပါတယ်။စာသင်ခန်းကိုလည်းတခါမှမလားအပြင်းနဲ့ကြည့်ပြီးခြံဝန်းထဲကမထွက်တဲ့လူကကြီးကျယ်ရေးအကြောင်းကိုအကုန်နားလည်လို့တန်းဖုံများကအံ့ဩနေတော့ကိုငပြင်းရောက်လာခဲ့ပါတယ်။ကိုငပြင်းရောက်လာတော့ပေါင်ကန်းလေးဟာအယမ်းပျော်သွားပြီးနောက်ဆိုဒီကိုမကြာခဏလာမလားလို့မေးလိုက်တော့သူမလာချင်တာမဟုတ်ဘဲလာရမှပြင်းလို့ဖြစ်ကြောင်းဆိုလိုက်ပါတယ်။အခုလေသူ့ထိုင်ကုန်ဟာပြက်သွားလို့ပြင်ပေးရန်အတွက်ပေါင်ကန်းလေးကိုလာခေါ်တာလို့ဆိုပါတယ်။ရွှေရုံကောဟာရောက်လက်စားနဲ့သူတို့နားမလဲတဲ့မိကုန်းတွေကိုဖြည့်ရှင်းပေးပါလို့ကိုငပြင်းကိုဆိုလိုက်ပါတယ်။ငကူကမှဘာမှမလုပ်ဘဲပြင်းနေတာကြောင့်လှုပ်ရှုပ်တယ်လို့ဆိုကထွက်သွားဖို့လုံမှာတော့ပေါင်ကန်းလေးကလည်းတောင်းဆိုနေတာကြောင့်လာရောပေးလိုက်ပါတယ်။အဲ့နောက်ပထမဆုံးခေါ်မလေးတယောက်ထွက်လာကစိတ်ပင်လင်းနဲ့ဓာတ်ဆင့်ကြားတဲ့ကပတ်သက်မှုကိုနားမလည်လို့ရှင်းပြပေးဖို့တောင်းဆိုလိုက်ပါတယ်။သူ့ရဲ့လက်ရှိအဆင့်နဲ့အများကြီးစဉ်းစားနေရင်အခြေခံတက်ရမှုအများကြီးခွာခြားလိမ့်မယ်လို့ဆိုကရှေ့လျှောက်ကျင့်ကြံမှုနည်းလမ်းတွေကိုစာရွက်ပေါ်မှာချရေးပေးလိုက်ပါတယ်။ကျန်တဲ့တန်းဖို့များကလည်းကိုငပြင်းရဲ့ရေချင်းကိုတိရှိပြီးတရားပြီးတရားမေးမြန်းနေတာကြောင့်ရွှေရုံကိုကလည်းမနာလို့ဖြစ်နေပါတယ်။အဲဒီနောက်အကြီးကွဲလူရောက်ရှိလာခဲ့ပြီးရုပ်တည်ဖြစ်နေတဲ့ကျောင်းသားတွေကိုဘာလို့နေကြရလဲလို့မေးလိုက်တော့ကိုငပြင်းကသူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းပေးနေတာပါလို့ကျောင်းသားတယောက်ကဖြေလိုက်ပါတယ်။ကြီးကဲလူကလည်းတပည့်တွေရဲ့စာရွက်ကိုကြည့်လိုက်တဲ့အခါမှာတော့ထိုင်ရာကနေထားရမှာတော့ပြင်းနေတဲ့ကိုငပြင်းရဲ့နားလည်နိုင်စွမ်းဟာသူလက်မမီတော့တဲ့ထီမြမနေတာကိုတွေးတော့အံ့ဩသွားပါတယ်။တပည့်တွေချင်းချင်းနားမလဲတဲ့မိခုတွေကိုဖလှယ်ရမှာတွင်းကိုင်းမှာပဲခွင့်ပြုထားတာဖြစ်ပြီးအပြင်ကိုင်းကတပည့်တွေကိုနီလန်းမဲတင်ပြီးမရှင်းပြဘူးဆိုတာကမိမိရဲ့နားလည်နိုင်စွမ်းနဲ့အရေးချင်းကိုတင် जा ပေးတာဖြစ်လို့ဒီအကြောင်းရင်းကိုမသိဘဲသူများတွေကိုမေးမိတာကြောင့်အပြစ်မပေးတော့ဘဲနောက်မလုံးမိဖို့ကြီးခေရဆိုလိုက်ပါတယ်လူတွေအားလုံးကိုဒီလိုနီးနှံနဲ့တင်ကြနေရင်တေချာပေါက်လူတော်တွေလွတ်သွားမှဖြစ်တာကြောင့်နီလန်းကိုပြင်ရလိမ့်မယ်လို့ကိုငပြင်းထားပြောပါတယ်။ချင်းရှမ်းကိုင်းရဲ့စီးကန်းတွေကမမှန်ပေမဲ့ပြင်ဆင်ဖို့အတွက်ဆိုရင်ခိုင်းချုပ်ကတာပြင်လို့ရနိုင်မယ်လို့ကြီးကဲရဆိုနေတော့ပြင်မဲ့မှာရုပ်တည်ဖြစ်နေလို့အားလုံးပြင်ထွက်လာကြပါတယ်။ဝိရပါရမီရှင်လေးကြောက်လိုက်ရွေဟာဒုတိယဆင့်ရောက်ရှိသွားတာဖြစ်လို့သူ့ရဲ့ကိုယ်ပိုင်နာကိုယူနိုင်ပြီးဓာတ်ပြန်စီလေးလေးကျင့်နေပါတယ်။သူ့ရဲ့ပထမဆုံးဓာတ်ပြန်စီရတော့တိမ်ကိုဖြတ်ပြီးမူးချိုးကိုဆင့်ကုန်နိုင်လို့ကြီးကဲရချီကျူးနေပြီးကိုငပြင်းကိုလည်းသူ့ကြည့်ကြံတဲ့တန်တရှောင်းမှာတူတွေ့ဘူးရဲ့အထင်းနားလည်နိုင်စွာအမြင့်ဆုံးလူဖြစ်လို့သူလူကြည့်မှသွားတယ်လို့ဆိုပြီးစိတ်ထဲမှာရွရွနေပါတယ်ကျင့်ကြံရေးလောကမှာအဝေးကိုသွားခြင်းရင်အခြေအနေအရလှုပ်ဆောင်တတ်ဖို့တင်ယူရမှာဖြစ်ပြီးမိတ်ဆွေတွေကိုကူညီခြင်းရင်တော့အခြားနည်းလမ်းသုံးရမယ်လို့ဆိုပါစီကံတွေကိုမဖောက်ဖျက်ဖို့နဲ့မမောက်မဖို့ကိုလည်းကြီးကေးရပြောဆိုဆုံးမနေပါတယ်ဒီစီကံတွေကတကယ်တုံးရပြီးတစ်ချိန်ကချင်းယုံတောင်ထိပ်တခင်နန်းဟန်ကလည်းစာပေမဖတ်တတ်တာကြောင့်အပြင်ကိုင်းမှာအခြေခံကိုတော့နားမလည်ဘူးလို့ကိုငပြင်းဆိုလိုက်ပါတယ်တကယ်လို့ဘယ်သူမှသူ့ကိုအခြေခံနည်းပညာမသင်ပေးရင်ချင်းရှမ်းကိုင်းကဒီလိုပါရမီရှင်ကိုလွှဲသွားရမှာဖြစ်ကြောင်းပြောပြလိုက်တော့ကြီးကေးရလည်းဘာမှမပြောနိုင်တော့ပဲဆိုအားစွာကျန်နေခဲ့ပါတယ်အဲဒီနောက်တစ်နှစ်လုံးဘာတစ်ခုမှမကြင့်ကြံပဲဝါထိုင်ကိုတလုံးပေါ်မှာပဲကိုငပြင်းအားအိတ်ဆက်နေခဲ့ပါတယ်ကြီးကေးရလည်းကြားရင်အသုံးမကျတဲ့လူဖြစ်မှာဆိုလို့ချင်းရှမ်းကိုင်းမှာအလုပ်တစ်ခုရှာပေးမယ်လို့ဖြောင်းပြပေးမယ်လေကိုငပြင်းဟာဘာလို့မှစိတ်ဝင်စားတဲ့အတွက်လုံးဝလက်လျှော့လိုက်ပြီးပေါင်ကန်လေးပေါ်ပဲအာရုံစိုက်လိုက်ပါတယ်အဲဒီနောက်တစ်နှစ်ကျော်ပြီးຫນွေဦးရောက်တဲ့အခါမှာတော့ပေါင်ကန်လေးဟာနတ်သမိုင်းအဆင့်ရောက်ရှိပြီးတွင်းကိုင်းကဆောင်းပွဲကိုလည်းဖြည့်ခွင့်ရခဲ့ပါတယ်ဆောင်းပွဲနေ့မှာသူ့ခန္ဓာကိုယ်တွေကစွမ်းအားနဲ့ဓာတ်ထိတိုက်ပြီးပဲ့တင်တန်းထွက်လာခဲ့ပါတယ်ထွက်လာတဲ့ပဲ့တင်တန်းကနန်းဆုံးဥယျာဉ်တစ်ခုလုံးအချိန်တော်ကြာတဲ့အထိပြန့်နှံ့သွားတာကြောင့်ကြောက်လိုက်ရပြီးရင်တစ်နှစ်အတွင်းကိုင်းဆောင်းပွဲကိုအောင်မြင်တဲ့လူဖြစ်လာခဲ့ပြီးကျင့်ကြံရေးလောကတွေကထိပ်တန်းပါရမီရှင်စင်းရင်နဲ့ဝင်ခဲ့ပါတယ်ဆောင်းပွဲပြီးသွားတော့ပေါင်ကန်လေးဟာအတွင်းကိုင်းနဲ့ဝင်တော့မှဖြစ်လို့သူ့ဆရာတခင်ကိုလာရောက်နှုတ်ဆက်ပါတယ်ကျင့်ကြံရေးလမ်းကြောင်းကရှီလျားပြီးနောက်
နောက်ဆုံးထိသွားနိုင်တဲ့လူတိတ်မရှိရမို့ဒီလမ်းကြောင်းနဲ့ဝင်လာရင်ပူကြိုးစားရမှာဖြစ်ကြောင်းနဲ့ရုပ်မှာကောက်ချစ်ပြီးကြောက်ချတဲ့လူတွေလည်းပုံများတာမို့တတိထားဖို့မှရင်နှစ်ယောက်သားလောင်းခွဲခဲ့ပါတယ်။အဲဒီနောက်ပိုင်းကိုငပြင်းဟာဗကိစ္စတွေပဲဖြစ်ဖြစ်ခြံဝင်းတွေကမထွက်ပဲအရင်လိုဝါထိုင်ကုန်းလေးပေါ်မှာပဲအိပ်စက်နေခဲ့ပါတယ်။ဒီလိုနဲ့ຫນွေမှုဆောင်တစ်နှစ်ကုန်ပြီးနောက်တစ်နှစ်ຫນွေဦးရောက်တဲ့အခါမှာတော့ကိုငပြင်းဟာအတွင်းကိုင်းထဲကိုဝင်ဖို့ပထမဆုံးခြံဝင်းထဲကနေထွက်လာခဲ့ပါတယ်။ပြင်ကိုင်းကတပည့်တွေထဲမှာပုံကန်းပြီးရင်အတွင်းကိုင်းဆောင်မှုဝဲကိုဝင်ဖြည့်ရလူမရှိသေးတာမို့ခိုင်းသားများကလည်းဘသူဖြစ်မလဲလို့စိတ်ဝင်စားတာကြောင့်လာရောက်ကြည့်ရှုကြပါတယ်။ကြီးကဲနဲ့သူကိုငပြင်းလည်းရောက်ရှိလာခဲ့ပြီးဆောင်မှုဝဲကနေကိုဝင်သွားတော့မှခိုင်းသားများကအံ့ဩမင်သက်နေပြီးဇာတင်ကန်းနဲ့လည်းမလားတစ်ချိန်လုံးအပြင်းကြည့်နေပြီးကြင်ကြံမှုမပြောနဲ့အမြဲတမ်းကလထိုင်တစ်လုံးပေါ်မှာပဲအိတ်နေတဲ့လူကဘလူလို့စိတ်ပင်လဲပြေဝပြီးနောက်တစ်ပိုင်းအဆင့်ရောက်မှလဲလို့ရွှေရုံကအော်ဟစ်ကကြီးကဲတွေကမျက်နှာလိုက်ပြီးအရေးချင်းမရှိတဲ့လူကိုအတွင်းကိုင်းဆောင်မှုဝဲမှာပေးဖြေရလို့ခိုင်းသားတွေကိုပြောဆိုကဝဲဆူအောင်တမင်လုံးလိုက်ပါတယ်ချင်းကျိုဟာသူတို့နားမလဲတဲ့မေးခွန်းတွေကိုဖြေရှင်းပေးခဲ့တဲ့အချိန်ကလေးကအကုန်လုံးဟာသူ့ရဲ့အရေးချင်းကိုသိရှိနေပြီဖြစ်လို့ခုလိုလောင်ပြောင်နေကြတာဟာသူတို့ထက်တော်လို့မနာလိုကြတာပဲလို့ယွန်းရှမ်းကပြောလိုက်မှအကုန်လုံးမြင်ကျသွားခဲ့ပါတယ်အဲဒီနောက်ဇောင်းဝဲကန်းထဲမှာအကြီးကဲတွေတောင်အံ့ဩမင်သက်သွားရလောက်တဲ့အထိတခဏလေးအတွင်းမှာပဲတွင်းကိုင်းဆောင်မှုဝဲကိုအောင်မြင်ခဲ့ပြီးတွင်းကိုင်းတွေကိုလည်းဝင်ရောက်နိုင်ခဲ့ပါတယ်